皆さんこんにちは、ဖြိုです。အားလုံးပဲမင်္ဂလာပါ ဖြိုဖြစ်ပါတယ်။ဒီနေ့ဟီရာဂနာရှစ်လုံးကျန်တာပေါ့နော်။လက်စတက်ပြီးတော့တဲ့ခါကြလို့ရှိရင်တော့ဟီရာဂနာအားလုံးပြီးသွားပါပြီ။ Okay ဒါဆိုလို့ရှိရင်စလိုက်ကြရအောင်။ပထမဆုံးဒီရလေးပေါ့နော်။သူ့ရဲ့အတန်ထွက်ကကြတော့လဖြစ်ပါတယ်။လဘူးနော်ရှာကဒီအပေါ်ကိုသွားပြီးတော့ထိရပေါ့နော်။ပေါ်သွားလေးပေါ့နော်။လလိုမျိုးပေါ့နော်။လရိုမာကြီးနဲ့ဆိုရင် RA ဖြစ်ပါတယ်။ RA လโอเคဆွဲကြည့်မယ်နော်လွယ်လွယ်လေးပဲတစ်ချက်နောက်ပြစ်လေးနော်တစ်ချက်နှစ်ချက်လိုက်ပြီးဆွဲကြည့်မယ်နော်ပြန်နောက်တစ်ခေါက်ဆွဲကြည့်ပါမယ်တစ်ချက်နှစ်ချက်လာ5နဲ့2ရပေါ့နော်5ဆွဲတဲ့ပုံစံလေးတူတယ်နော်5နဲ့တော့ဒီနားကြီးတွေအကုန်လုံးတော့တူထိနေရမျိုးမဟုတ်ဘူးနော်ကျောင်းသားတွေမှာမှားပြီးတော့ပေါ့နော်ရေးမိတာရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီလိုမျိုးနောက်ပြက်ကမှန်တယ်ဒီအောက်ဆုံးပေါ့နော်အောက်ဆုံးက white တဲ့ဟာလေးပေါ့အဲ့ဒါကိုအဆုံးထိ white လိုက်ပြီးဒီလိုကြီးတွေအဲ့တော့ကျောင်းသားတော်တော်များများဘယ်လိုဆွဲလဲဆိုဒီလိုမျိုးကြီးတွေဆွဲလာဒီလိုမျိုးကြီးတွေဒီလိုမျိုးကြီးတွေမလာဘူးဟုတ်ပြီနော်အဲ့တော့ဒီလိုမျိုးလေးဆွဲရပါမယ်ဟုတ်ပြီနော်ဒီနားအပိုင်းလေးကရှေ့ကိုဆက်ပြီးတော့မဆွဲပါနဲ့ဒီဟာလေးပေါ့နော်ရှေ့ကိုဆက်ပြီးတော့မဆွဲပါနဲ့ဒီနားလောက်ထိပဲဖြတ်ချလိုက်ရပြီနော်လဖြစ်ပါတယ်โอเคနောက်တစ်လုံးတော့ပါမယ်လိလိ I လိဖြစ်ပါတယ်လိနော်โอเคဆွဲကြအောင်တွေ့ဆွဲချက်ကနှစ်ချက်ပဲရှိပါတယ်တစ်ချက်အကောက်လေးထည့်မယ်နော်မြင်းချောင်းလေးကိုမှအကောက်လေးထည့်မယ်ပြောလို့ရှိရင်နှစ်ချက်မြောက်ကကြောက်နည်းနည်းလေးကွေးမယ်ပြီးရင်ဟိုဘက်ကမြင်းထက်နှစ်ဆရှိပြီရမယ်နော်နောက်တစ်ခေါက်ထပ်ဆွဲကြည့်ပါမယ်တစ်ချက်အေးတစ်ချက်အကောက်လေးရတည်တည်လေးနော်နှစ်ချက်တော့ကျောင်းသားတွေကဒီမှာဆွဲလာတာများသောအားဖြင့်ဘယ်လိုမျိုးတွေမှားပြီးဆွဲကြလဲဆိုလို့ရှိရင်သူတို့နှစ်ခုအရင်ကျဲတာပေါ့နော်အရင်ကျဲနေရအခါကျရင် e နဲ့သွားတူမှာဖြစ်ပါတယ် e နဲ့တူသွားမှာဟုတ်နော်အရင်ကျဲလွန်းတာလည်းမဟုတ်အရင်ကျင်းလွန်းတာလည်းမဟုတ်ပါဘူးပြီးသွားရင်ဒီဘက်ကမြင်ကတူတူလေးပေါ့နော်ပြီးသွားလို့ရှိရင်နောက်မြင်ကြောက်တစ်ခုကကြောက်သူ့ရဲ့နှစ်ဆရှိတာပါအဲ့တော့တူတူလေးပဲဆွဲမယ်ပေါ့နော်ဒီဘက်ကမြင်ကတူတူလေးပဲဆွဲမယ်ဆိုလို့ရှိရင်လည်းမရပါဘူးရမယ်နော်အဲ့တော့ဒီလိုမျိုးလေးပဲဆွဲလေးပါโอเคဒါဆိုလို့ရှိရင်နောက်တစ်လုံးတော့ပါမယ်လလိပြီးတော့ခါကြတော့လူလူဟိုနော် are you ဖြစ်ပါတယ် are you လူโอเคဆွဲကြည့်မယ်လွယ်လွယ်လေးတစ်ချက်တည်းပဲဆွဲမှာနော်3နဲ့တူတယ်ကွယ်3ပေါ့နော်လူဆွဲကြည့်ပါမယ်လူရမယ်နော်လွယ်လွယ်လေးပဲโอเคလာလိလူပြီးသွားတဲ့ခါကြလို့ရှိရင်လေလေအာအီရိုမာကြီးနဲ့ဆိုအာအီလေပေါ့နော်လဲရကြော်ဒီမှာနဲရဲ့ဆွဲပုံစံနဲ့တူတယ်နောက်ပိုင်းလေးပေါ့နော်နောက်ပိုင်းအမိလေးပေါ့နော်အဲ့ဒါလေးပဲမတူတာโอเคဒါဆိုရင်ဆွဲကြည့်ရအောင်နော်မြင်းချောင်းလေးတစ်ချောင်းဆွဲလိုက်မယ်ပြီးတော့လို့ရှိရင်7လေးဆွဲမယ်အပေါ်ပြန်တက်မယ်ဒီလိုမျိုးလေးပေါ့နော်လေလေနောက်တစ်ခေါက်ထပ်ဆွဲကြည့်မယ်မြင်းချောင်းလေးတက်တက်လေးဆွဲလိုက်မယ်7လေးဆွဲတယ်လို့စိတ်ထဲမှာမှတ်မယ်ပြီးတော့ရင်အပေါ်ပြန်တက်မယ်ခဏလေးပြန်ဆွဲမယ်နော်7လေးဆွဲတယ်လို့စိတ်ထဲမှတ်မယ်ပြီးရင်အပေါ်ပြန်တက်မယ်ပြန်ဆင်းမယ်လေလေရမယ်နော်ဒီမှာဆွဲရတာလေးနည်းနည်းလက်ကမငြိမ်ဘူးဆိုတော့နော်သူလှတဲ့ဟာလှမလှတဲ့ဟာမလှလို့ဖြစ်နေပါနော်လို့ပြောလေလေရမယ်နော်โอเคဒါဆိုနောက်ဆုံးတော့ပါမယ်လာလီလူလဲပြီးတဲ့အခါကျတော့လိုအာအိုဖြစ်ပါတယ်အာအိုလိုနော်လိုကကျတော့ဒီလူနဲ့အတူတူပဲပေါ့နော်အောက်ကအဆန်လေးပဲမပါတာအဲ့တော့ဒီလိုမျိုးလေးဆွဲလိုက်ရပါပြီအေးဒါရမလားရမယ်နော်
လိုရမယ်နော်အဲ့တော့သုံးနဲ့တူတယ်ဆိုလို့ရှိဆိုပြီးတော့ပေါ့နော်ဒီလိုမျိုးကြီးဆွဲလိုက်လို့မရဘူးဒီအပေါ်ကကြော့သွားဒီလိုမျိုးလေးလာနော် down 7လေးလိုမျိုးနော်ပြီးတော့မှဒီအောက်မှာလုံလုံလေးလိုရမယ်နော်လာလီလူလေလိုသူရဲ့ ra တန်လေးရှိရပေါ့နော် ra ri ru re ru ဆိုဂျပန်တွေကကြောက်တော့အတန်ထွက်ပေါ့နော်အဲ့ဒီ ra ri ru re ru ဆိုတဲ့အတန်တော့သူကတိတ်ပြီးတော့မရဘူးအဲ့ဒါကြောင့်မလို့လာလီလူလေလိုဆိုပြီးတော့ပဲအတန်ထွက်တာများတယ်ပေါ့နော်အဲ့တော့တခြားနေတခြားအတန်ထွက်ဒီပေါ့နော်သူများကြီးဆိုနေတွေ့ရခါကျဟဲငါတို့ပဲမှားပြီးတင်ထားလားဆိုပြီးဖြစ်နေမှာကြောက်လို့ပေါ့နော်โอเคဒါဆိုရင်နောက်တစ်လုံးသွားပါမယ်သူ့ရဲ့အတန်ထွက်ကတော့ဝဖြစ်ပါတယ်ဝ W A ဝရိုမာကြီးနဲ့ဆိုရင်ဝဟုတ်ပြီနော်ဝကနဲနဲ့တူတယ်ဟုတ်ပြီနော်သူရဲ့နောက်ပိုင်းလေးပဲ꿰တာရမယ်နော်နဲနဲ့တူတယ်ပြီးတော့လို့ရှိရင်ဒီလဲရဲ့ဆွဲပုံနဲ့တူတူပဲပေါ့နော်ဒီနောက်ပိုင်းလေးပဲ꿰ပါโอเคဆွဲကြအောင်နော်မြင်းချောင်းလေးဆွဲမယ်ပြီးရင်7လေးဆွဲရလို့စိတ်ထဲမှတ်မယ်ပြီးရင်နောက်ကကြတော့ဝိုင်းဝိုင်းလုံးလုံးလေးဝဝနောက်တစ်ချက်နောက်တစ်ခေါက်ထပ်ဆွဲကြည့်မယ်နော်မြင်းချောင်းလေးဆွဲမယ်ပြီးတော့ရင်ဒီလိုမျိုးလေးဆွဲလိုက်မယ်ဝဖြစ်ပါတယ်ရမယ်နော်โอเคပြီးသွားလို့ရှိရင်ပြီးသွားရင်ဒါလေးဖြစ်ပါတယ်သူ့ရဲ့အတန်ထွက်ကတော့ O ဖြစ်ပါတယ် O ဟုတ်ပြီနော်ရိုမာကြီးနဲ့ဆိုလို့ရှိရင် WO ဖြစ်ပါတယ် WO O ရမယ်နော် O โอเคဒါဆိုလို့ရှိရင်ဆွဲကြည့်အောင်သူ့ရဲ့ဆွဲချက်က3ချက်ရှိတယ်အဲ့တော့မြင်းချောင်းလေးတစ်ချောင်းဆွဲလိုက်မယ်တစ်ချက်ဟုတ်ပြီနော်ပြီးသွားရင်သူ့အလဲကနေပြီးတော့ဖြတ်မယ်နည်းနည်းဆောင်းဆောင်းလေးပေါ့နော်ပြီးသွားရင်ဒီနားလေးမှာဒီလောက်လေးဖြတ်လိုက်မယ်ဒီလိုပုံစံလေးဖြစ်အောင်ဆွဲမယ်နော်တော့ဒါလေးကိုကြည့်လိုက်ပါနဲ့တူလဲဆိုလို့ရှိရင်ဒီအောက်ပိုင်းလေးကလေထိုင်ကုန်လေးနဲ့တူတယ်ဟုတ်ကဲ့နော်အဲ့လိုပုံစံလေးဖြစ်အောင်ဆွဲပါအဲ့ဒါပြီးသွားတော့မှဒီဘက်ကနေစီလေးပေါ့နော်ဝိုင်းဝိုင်းကြီးတော့မဟုတ်ဘူးပေါ့နော်နည်းနည်းရှည်မြမျောလေးစီလေးဖြတ်လိုက်မယ်ဒီလိုမျိုးလေးအိုဝအိုနောက်တစ်ခေါက်ထပ်ဆွဲကြည့်ပါမယ်ညင်ချောင်းလေးဆွဲလိုက်မယ်ပြီးသွားရင်သူ့ဖြတ်မယ်ဟုတ်ပြီနော်နားလေးမှာထိုင်ကုန်လေးလိုမျိုးနော်လိုလေးလုံးဝကွာဒေါင်းကြကြကြီးတော့ဒေါင်းကြကြကြီးဒီလိုမျိုးကြီးဒေါင်းကြကြကြီးလည်းမဟုတ်ဘူးနော်နည်းနည်းဝိုင်းလေးတော့ဆွဲပြီးနော်ဒီလောက်လေးပေါ့နော်ပြီးတော့ရင်စီလေးရှည်မျိုးစီလေးပေါ့နော်ဒီလိုမျိုးလေးရမလားအိုဖြစ်ပါတယ်ဝအိုကျောင်းသားတွေကတော်တော်များများဘလို့ဆွဲလာလဲဆိုလို့ရှိရင်နှစ်ချက်မြောက်ပေါ့နော်တစ်ချက်ကโอเคတယ်နှစ်ချက်မြောက်မှာဆိုလို့ရှိရင်သူကဒီလိုမျိုးကြီးအကောက်ကြီးလို့ဆွဲလိုက်တယ်ဟုတ်ပြီနော်အကောက်ကြီးလို့ဆွဲပြီးတော့ဒီနားကစီရဘယ်နားကိုသွားဖြတ်မှာဒီလိုကြီးဖြစ်ကုန်ဖြတ်လို့မရတော့ရမယ်နော်အဲ့ဒါကြောင့်မလို့ဒီနှစ်ချက်မြောက်ကိုတည်ထားပါဟုတ်ပြီနော်ထိုင်ကုန်လေးလိုမျိုးဒီလောက်လေးပဲဆွဲပါအဲ့လိုဆွဲပြီးသွားတော့မှဒီနားကနေပြီးစီလေးဖြတ်လိုက်မယ်အိုရမယ်နော်အိုဖြစ်ပါတယ်ပြီးသွားရင်အဲ့ဒီအပိုင်းပေါ့နော်ဒီအပိုင်းမှာအမှားများကြတာဒီလိုမျိုးကြီးဆွဲတာရှိတယ်ပြီးသွားတဲ့ခါကျရင်တချို့ကြီးကြောင့်ဒီလိုမျိုး H လို့ဆွဲတာရှိတယ်အဲ့လို H လို့ဆွဲတယ်ဆိုလို့ရှိရင်လည်းဖြတ်ရခတ်အောင်ပါနော်ဒီလိုမျိုးတချို့ကြတော့လုံးဝ H နဲ့တူနေတာပေါ့နော်အဲ့လိုမျိုးဖြတ်တာရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုမရအောင်နော်ခုနကပြတယ်ပဲထိုင်ကုန်လေးလို့နော်ဆောင်းဆောင်းလေးဆွဲမယ်ထိုင်ကုန်လေးလိုမျိုးဒီလောက်လေးပြီးသွားတော့မှဒီလိုမျိုးလေးဖြတ်လိုက်အိုဖြစ်ပါတယ်အိုရမယ်နော်โอเคနောက်ဆုံးတစ်လုံးဖြစ်ပါတယ်ဒါလေးပေါ့နော်อืมอืมဟုတ်ပြီနော်ဖြစ်ပါတယ်သူကတော့ and နဲ့ကိုစားပြုပါတယ် and တစ်လုံးနဲ့ပေါ့နော် and ဟုတ်ပြီနော်อืมဖြစ်ပါတယ်โอเคဒါဆိုဆွဲကြည့်အောင်
စောင်းစောင်းလေးဆွဲမယ်သူကတစ်ချက်တည်းပဲဆွဲရတာပေါ့နော်နားလေးပါစောင်းစောင်းလေးဆွဲမယ်ပြီးရင်အပေါ်ကိုပြန်တက်မယ်ဒီလိုမျိုးလေးပြန်ဆွဲမယ်မြင်းချောင်းစောင်းစောင်းလေးဆွဲမယ်ပြီးရင်ပြန်တက်မယ်ပြီးရင်ဒီနားလေးမှာလမ်းခွဲသွားမယ်လူလေးဟုတ်ပြီနော်ဒီလိုမျိုးလေးရမယ်နော်အဲ့တော့ဒီမှာလည်းအတူတူပဲကြောင်သားတော်တော်များများဆွဲကြတော့ H လိုမျိုးဆွဲပလိုက်တာဒီလိုမျိုးကြီးဒီနားကြီးမှာထွက်နေရကွာနော်ဒီလိုမျိုးကြီးတွေလိုမျိုးကြီးမရဘူးနော်ဒီလိုပုံစံလေးပဲဆွဲရပါမယ်နည်းနည်းဆောင်းဆောင်းလေးဆွဲမယ်ပြီးရင်အပေါ်ကိုပြန်တက်မယ်ဒီနားလေးမှာလူလေးခွဲလိုက်မယ်ဒီလိုလေးရမယ်နော်ပြီးရင်နောက်တစ်မျိုးမှားပြီးတော့ဆွဲကြတာရှိသေးတယ်ဒီလိုမျိုးအပေါ်ပြန်တက်တာဒီတစ်ဝက်လောက်ထိတက်ပြီးတော့ဒီနားမှာခွဲပလိုက်တာဟုတ်ပြီနော်အဲ့ဒါကြောင့်ဘလို့မှအဆင်မပြေဘူးဟုတ်ပြီနော်ဘလို့မှအဆင်မပြေဘူးအဲ့တော့ဒီတုပ်ချောင်းကနည်းနည်းရှည်ရှည်လေးပေါ့နော်ဒီအပေါ်ပြန်တက်တယ်ပြီးရင်ဒီအောက်ကိုပြန်ဆင်းတယ်ဒီနားလောက်လေးမှာပဲဟုတ်ပြီနော်ရမယ်နော်โอเคဒါဆိုလို့ရှိရင်ဟီရာကနာအလုံးကပြီးသွားပြီဖြစ်ပါတယ်အဲ့တော့မိယာဆန်တို့ဒီဟီရာကနာတွေကိုပေါ့နော်အကုန်လုံးရအောင်လေ့ကျင့်ထားမှာပေါ့နော်ဆက်ပြီးတော့တွားလို့ရမှာနောက်ထပ်သူကခတာခနာဆိုပြီးတော့ရှိသေးတယ်ပေါ့နော်အဲ့တော့ဟီရာကနာကိုဒီကြားထဲမှာပေါ့နော်လုံးဝရအောင်ဘလို့ပဲဖောက်မိမိပေါ့နော်ရအောင်လို့လေ့ကျင့်ထားပေးကြပါဒီနေ့ကတော့ဒီလောက်ပါပဲဘိုင်ဘိုင်またね